အစားအစာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုရေးတဲ့အခါပြောတဲ့အခါမှာအများကြီးသုံးဝင်ဖို့အတွက်တချို့တို့အစားအစာတွေကိုဖော်ပြပေးနိုင်တဲ့ descriptive adjectives လေးတွေကိုလေ့လာကြည့်ရအောင်ရှင် Crisp, savory. So the first one Crisp. is crispy အတန်ထွက်လေးလေးကြားလိုက်မှထင်တယ်နော် so ချက်ဒီမှာကျတော့ y sound ကိုမထည့်ထားတော့ Crisp. okay ကဲတကယ်လို့တချို့တို့ကတော့ y နဲ့စုံတဲ့ adjective လေးဆိုရင်တော့ crispy crispy ဖြစ်တယ်ဆိုတာကကျွတ်ကျွတ်ရွရွလေးဖြစ်သွားတာကိုပြောတာကျွတ်ကျွတ်ရွရွဆိုတော့များသောအားဖြင့်သူ့ရဲ့ texture ကအာလူးကြော်လိုမျိုးကပုံမြင်သားတယ်နော် so the fries were perfectly crispy and golden ဒါဆိုအာလူးကြော်ကကျွတ်ကျွတ်ကလေးနဲ့ရွှေရောင်လေးတန်းနေတယ်ကွက်တီကလေးပဲပေါ့နော်ဒါဆိုရင်တချို့တို့ crispy ဖြစ်တယ်ဆိုတာကကျွတ်ကျွတ်ရွရွဖြစ်တဲ့အစားအစာမျိုးမှာသုံးလို့ရတယ်ရှင့်ဟိုမှာ cracker တို့ဒီလိုမျိုး fries တို့လိုမျိုးပေါ့နော် Spicy. Spicy. Okay, spicy သူကတော့ဆက်တော့ပေါ့နော် Indian curry is usually very spicy and full of flavor so Indian စားစာတွေကများသောအားဖြင့်ဆက်တဲ့အရသာလေးစုံနေပေါ့နော်အဲဒါဆိုတချို့တို့ဆက်တော့ဆိုတော့ဒါဆိုရင် spicy Savory. savory ဖြစ်တယ်ဆိုတာကကြတော့တချို့တို့ဒီအမွှေးနှံ့နေပါတယ်များသောအားဖြင့်သူကအရသာကဒီဘက်ကငန်နေဆက်တယ်ဆိုတဲ့ဘက်ကိုပို့သွားမယ်လို့ချိုချိုပေါ့ပေါ့လေးထက်ဆိုင်ပေါ့ဒါပေမဲ့သူကတော့ general ဆန်တဲ့ adjective တစ်ခုဖြစ်ပါတယ် so she prefers savory snack like cracker over sweet တကြားလုံးတွေပါတယ်ထက်ဆိုင်အရသာပို့ပြီးတော့အဲ့လိုငန်ငန်လေးလေးပါမယ်အဲ့လိုပုံစံမျိုးလေးပို့ပြီးတော့ strong ဖြစ်တဲ့ cracker လိုမျိုးကိုပို့ကြိုက်တယ်ပေါ့နော်ဒါဆိုရင်သူကလည်းကောင်းတဲ့ positive adjective တစ်ခုပါပဲရှင်ဒါဆိုနောက်ထပ် adjective လေးထပ်လေ့လာကြည့်ရအောင် Tender. Fluffy. Bland. Fluffy. ပထမဆုံးတစ်ခုက fluffy ဖြစ်တယ်ဆိုတာတချို့တို့နူးနူးညံ့ညံ့မွမွလေးဖြစ်နေတဲ့ texture မျိုးကိုပြောတာများသောအားဖြင့်တချို့တို့ပေါင်မုတ်တွေကိတ်မုတ်တွေ pancake တွေဒါမျိုးတွေမှာရတတ်တဲ့ပုံစံလေးပေါ့နော် so the pancakes were so fluffy and they melted in my mouth ပါးစပ်ထဲမှာပျော်သွားတယ်သူကမွမွလေးနဲ့အဲ့လိုလေးနူးနူးညံ့ညံ့လေးဖြစ်နေတာပေါ့နော်နောက်တစ်ခု Fluffy. Tender. Fluffy. ကဲဒါဆိုတချို့တို့ tender ဖြစ်တယ်ဆိုတာကတော့နူးညံ့တာမျိုးပြောတာအထူးသဖြင့်တချို့တို့ဓမ္မလေးအသားတွေကိုဖော်ပြတဲ့အခါမှာသုံးတယ်စားလို့ကောင်းတယ်ဝါလို့ကောင်းတယ်စားလို့လွယ်တယ်ဝါလို့လွယ်တယ်ဆိုတော့ပုံစံမျိုးမှာတချို့တို့ tender ကိုသုံးတယ် the chicken was so tender it fell off the bone အသားကအယိုးတောင်တကူတကွာခွာစရာမလိုပြုတ်ကျသွားတယ်ဘယ်လိုလဲဆိုနူးနူးဤလေးဖြစ်အောင်ချက်ထားလို့ပေါ့ဒါဆိုရင် tender ဒါဆိုသူလည်းအသားငါးတွေကိုပျော့ပျော့နူးနူးညံ့ညံ့လေးနဲ့ဝါလို့လွယ်တယ်ဆိုတဲ့အနေအထားကိုဖော်ပြရင်သုံးလို့ရပါတယ် Bland. bland ဖြစ်တယ်ဆိုတာကကျတော့ပေါ့ပေါ့ဖြစ်နေတာပေါ့နော်တခါတလေကျရင်အရသာဘာမှထူးထူးကဲကဲမပါဘဲနဲ့အရသာပေါ့နေတာမျိုးဒါမျိုးဆိုရင် bland ဖြစ်တယ်ပေါ့နော် lacking of strong flavor ဆိုတော့အရသာပြင်းပြင်းထန်ထန်ချိုတာငန်တာချင်တာဆက်တာဒါမျိုးမပါဘဲနဲ့ဟိုအရသာနည်းနည်း bland ဖြစ်နေတာပေါ့နော် the soup was a bit bland so I added some salt နည်းနည်းလေးရတာပေါ့ရှွတ်ရှွတ်ဖြစ်နေတယ်ပေါ့နော်ဒါဆိုစားလေးထည့်လိုက်တယ်တဲ့ဒါလေးတွေလည်းတချို့တို့စားစာကိုဖော်ပြလို့ကောင်းတဲ့ adjective လေးတွေပါ Salty. Salty. salty ဒါဆိုရင် तू တိတာပါတယ်ငန်နေပေါ့နော်ဆိုတော့ salt ရဲ့ taste တွေများတယ်ကဲဒါဆိုရင် the popcorn was a little too salty ဆိုတော့နည်းနည်းလေးငန်နေဒါဆို salty ဒီဒါများသောအားဖြင့်တော့ negative adjective ပေါ့နော်ဒါဆိုသူ့ကို positive ဖြစ်အောင်လည်းတချို့တို့သုံးလို့ရတယ်ဒါပေမဲ့ तू ငန်လုံးသွားတယ်ဆိုလို့ရှိရင်တော့ to c နဲ့တွဲသုံးလိုက်မယ်ဆိုရင်ဒါဆို negative ဘက်ကိုရောက်သွားတယ်ပေါ့နော်ငန်လုံးသွားတယ်ကဲဒါဆိုနောက်တစ်ခုလေးကြည့်ပါ Watering. Mouth watering. mouth watering ဒါဆိုတရေဒါ mouth ကပတ်သက်ဆိုတော့ water ကရေဆိုတော့တရေကြလောက်တယ်ပေါ့နော် mouth watering will look as if will taste good ကြည့်လိုက်တာနဲ့အရသာကောင်းမယ်ဆိုတာကိုခံစားမိလောက်တဲ့အထိတရေကြစရာကောင်းတဲ့အစားအစာမျိုးပေါ့နော်ကဲဒါဆိုရင် mouth watering ကဲဒါဆိုသူလည်း adjective လေးတစ်ခုဖြစ်ပါတယ်
နောက်တစ်ခုလေးကကြတော့ bitter ကကြတော့ခါသောဆိုတဲ့ပုံစံမျိုးဘက်ကိုသွားမယ်ဒါဆိုရင်ဥမာ chocolate dark chocolate ရဲ့ taste တွေဥမာဒီ coffee တွေ strong ရမ်းဖြစ်ရင်ဒါမျိုးဆို bitter ဖြစ်တဲ့ taste ကိုပေးတယ်ပေါ့နော် this grapefruit is too bitter for my taste ကျွန်တော်ရဲ့ရတာအတွက်ကိုကြိုက်တဲ့ taste အတွက်ကတော့သူကခါလွန်းနေပေါ့နော်ကဲဒါဆိုရင်ခုလေးလာခဲ့တာကစားစာတွေကိုဖော်ပြလို့ကောင်းတဲ့ adjective လေးတွေကိုလေ့လာခဲ့တာဖြစ်ပါတယ်ဒါလေးတွေကိုအသုံးပြုပြီးတော့ကိုယ့်ရဲ့ writing exercise တွေဒါမှမဟုတ်ကိုယ့်ရဲ့ speaking text တွေမှာသုံးလို့ရပါတယ်ရှင်